အီရန်ရဲ့အခိုင်အမာဆုံးမြေရောက်ဒုံးကျည်တိုးလောင်ယုံတွေကိုချေမှုန်းခဲ့တဲ့အမေရိကန်ရဲ့ဘန်ကာဖြတ်ဘုံးသစ်ကဲအခုမြင်နေရတဲ့မှတ်တမ်းဗီဒီယိုကတော့ဟမုတ်ဇန်ပြည်နယ်ကမ်းရိုးတန်းမှာရှိတဲ့အီရန်ရဲ့ခိုင်ခန့်တဲ့မြေရောက်ဒုံးကျည်တိုးလောင်ယုံတွေပဲဖြစ်ပါတယ်။တင်တို့မြင်နေရတာကဘုံတစ်လုံးနဲ့ပောက်ကွဲသွားတာမဟုတ်ပါဘူး။တကယ်တော့ဘုံကစက္ကန့်ဝါလောက်အစောကလေးကပောက်ကွဲသွားခဲ့တာပါ။အဲဒီကွန်ကရစ်တွေအောက်မှာဖြစ်ပေါ်နေတဲ့မီးလုံးကြီးကတော့အီရန်ကဘယ်သူမှမဖြစ်စည်းနိုင်ဘူးလို့ထင်ပြီးဆယ်စုနှစ်နဲ့ချီမြင်းမြုပ်သိမ်းဆည်းထားတဲ့ပဲထိန်ဒုံးကျည်တွေတင်မောဖြတ်ဒုံးကျည်တွေနဲ့လက်နက်ခဲယမ်းတပ်သားတွေအကုန်လုံးပောက်ကွဲကုန်တာဖြစ်ပါတယ်။အဲဒီနေရာမှာရှိသမျှအကုန်လုံးဟာတစ်ချက်တည်းနဲ့အမိုးကိုဖောက်ထွက်ပြီးလွင့်ထွက်သွားတာပါ။ဒါလွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီကနေ့တောက်ကြနေကစပြီးစစ်စင်ရေးတွေကိုခိတ္တရန်နာထားတာတွေ့ရပေမဲ့ဒီဘန်ကာဖြတ်ဘုံတွေကတော့အီရန်ရဲ့လက်နက်တူလောင်ယုံတွေပဲထိန်ဒုံးကျည်တွေနဲ့ drone တွေကိုအပြတ်တက်ချေမှုန်းပစ်ခဲ့တာပါ။ကြည့်ရှုရတဲ့ပြစ်မှတ်ပုံရိပ်တွေအရအီရန်တနိုင်ငံလုံးမှာဒုံးကျည်တူလောင်ယုံတွေအများပြားရှိနေပြီးအီရန်မှာပဲထိန်ဒုံးကျည်အစင်းရေ2000လောက်ကျန်နေသေးတယ်လို့အစီရင်ခံစာတွေကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာတော့အဲ့ဒီဗီဒီယိုတွေကလို့မြင်ကွေးမျိုးကို73ညဇက်တိုက်မြင်တွေ့ခဲ့ရပြီးပထမဆုံး3ညမှာတင်ပြစ်မှတ်ပေါင်း300ကျော်တိုက်ခိုက်ခဲ့ပါတယ်။တညထဲမှာတင်ပြစ်မှတ်140လောက်ကိုတိုက်ခိုက်ခဲ့တာမျိုးလည်းရှိပါတယ်။ဒုံးကျည်ပစ်လွတ်တဲ့နေရာတွေ drone တိုးလောင်ယုံတွေရေတပ်အဆောက်အအုံတွေနဲ့လက်နက်တိုက်တွေရှိရာ Bandar Abbas, Khushjun, Hamjam နဲ့ Jak စတဲ့ဟော်မုတ်ရှီလက်ကြားတစ်ဝိုက်ကကုံသွေးတင်းမော်တွေကိုချိန်ချောက်နေတဲ့နေရာတွေအကုန်လုံးအတိုက်ခိုက်ခံခဲ့ရပါတယ်။ Greater Tom ကျွန်းပေါ်ကကန်ယူဒန်ကာကွယ်ရေးနဲ့ဒုံးကျည်စခန်းတွေလည်းအတော်လေးအထိနာသွားခဲ့တယ်လို့အီရန်ကတော့သူတို့ရဲ့ပဲထိန်ဒုံးကျည်ဘန်ကာတွေကိုမြေရောက်အနက်ကြီးမှာစောက်ထားတာမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါတွေမကသေးပဲအီရန်ရဲ့တုံ့ပြန်မှုနောက်တစ်ခုကတော့ကမ္ဘာအရေးပါဆုံးလမ်းကြောင်းတွေကတစ်ခုမှာမိုင်းတွေစက်တက်ထောင်ထားပြီးတကမ္ဘာလုံးကိုစိန်ခေါ်နေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နိုင်ပိုင်းလောက်ကထွက်ပေါ်လာတဲ့အစီရင်ခံစာတွေက IGC လို့ခေါ်တဲ့အီရန်တော်လိုင်းအဆောင်တပ်ဖွဲ့ကဟော်ဘုတ်ရှီလက်ကြားထဲမှာနှောက်ထပ်စီတင်သင်္ဘောတစ်စီးကိုဖျက်ဆီးလိုက်တာလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီသင်္ဘောကလမ်းကြောင်းလွဲပြီးမိုင်းတွေကိုတိုက်မိတာလို့လည်းပြောနေကြပါတယ်။သူတို့ကရေအောင်မောင်းသူမဲ့ရင်တွေဒါမှမဟုတ်တော်ပီတိုအသေးစားတွေကိုတုံးပြီးသင်္ဘောတွေကိုတိုက်ခိုက်ပြီးမှမိုင်းထိတာပါလို့လည်းအကြောင်းပြတတ်ကြပါတယ်။ဒါမှမဟုတ်ရင်လည်းရေမျက်နှာပြင်အထက်နားကပြန်တန်းတဲ့ drone တွေနဲ့သင်္ဘောအနောက်ပိုင်းကိုတိုက်ခိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ American စစ်တပ်ကတော့အီရန်ကိုပေါင်း9000ရှိတဲ့ဘန်ကာဖြတ်ဘုံကြီးတွေနဲ့တိုက်ခိုက်လိုက်တာပါ။အဲဒီမှာတုံးထားတဲ့လက်နက်တွေကတော့ B1 Lances ဘုံကျဲလေယာဉ်ကြီးတွေပါ။သူကပေါင်း9500အလေးချိန်ရှိတဲ့လက်နက်တွေကိုတည်ဆောင်နိုင်ပြီး American ပိုင်ဆိုင်သမျှထဲမှာအကြီးဆုံးဘုံတင်ကားကြီးလိုတောင်တင်စားလို့ရပါတယ်။အင်္ဂလန်က RAF Fairford စခန်းကနေအလုပ်လုပ်နေတာပါ။နောက်ပြီး GBU-72 လို့ခေါ်တဲ့ပေါင်း9000အလေးချိန်ရှိတဲ့အစစ်မြင့်မြေရောက်ဖောက်ခွဲရေးဘုံတွေကိုလည်းတုံးထားပါတယ်။ဒါဟာ American ကဒီစစ်ပွဲအတွင်းမှာပထမဆုံးအကြိမ်တိုက်ပွဲမှာအသုံးပြုလိုက်တဲ့ခိုင်မာတဲ့တမ်မလီဘုံကြီးလည်းဖြစ်ပါတယ်။ GBU-31 ကတော့ပေါင်2000အလေးချိန်ရှိပြီး BLU-109 ဖောက်ခွဲထိပ်ဖူးနဲ့တပ်ဆင်ထားတာပါ။သူကတော့တရားပြရတာပိုလွယ်ကူတဲ့အတွက်အသုံးများဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။တခါတလေပေါင်9000အထိမလို့ပဲပေါင်2000လောက်နဲ့လုံလောက်တာမျိုးပါ။ F-15 Strike Eagle တိုက်လေယာဉ်ကတော့ပေါင်9000ရှိတဲ့ဘန်ကာဖြတ်ဘုံတွေကိုတည်ဆောင်နိုင်တဲ့တခြားတစ်စီးသောလေယာဉ်ကြီးလည်းဖြစ်ပါတယ်။ဒါတွေအပြင် F-22, F-35 နဲ့ EA-18G Global လေယာဉ်တွေကလည်းအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအရင်ဆုံးရှင်းလင်းပေးခဲ့ရပါတယ်။ဒီစစ်စင်ရေးတစ်ခုလုံးဘယ်လိုမျိုးဖြစ်ပျက်ခဲ့သလဲ။ဒီပေါင်9000ဘုံကြီးအလုပ်ပုံနည်းပညာဘာလဲဆိုတာဒီဗီဒီယိုမှာဆွေးနွေးပေးသွားမှာပါ။နောက်ပြီးရုရှားကအီရန်ကိုကျွန်တော်တို့ထင်တာထပ်ပို့ပြီးကူညီနိုင်နေတဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ဗီဒီယိုမှာထည့်သွင်းပြောသွားမှာပါ။အီရန်ကလက်နက်တွေကိုဒီတောင်ကြီးအောက်မှာမြှုပ်နှံထားရင်ဘေးကင်းမယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့လည်းဒီတောင်ကြီးကအကာအကွယ်မဟုတ်ပဲပေါင်9000ဘုံကြီးအတွက်အနီရောင်ကော်စောခင်းမိတယ်လို့ဖြစ်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့36နာရီကိုပြန်ကြည့်မယ်ဆိုရင်73ညဇက်တိုက်ခိုက်မှုတွေဟာကြာသပတေးနေ့ည9နာရီမှာပြီးဆုံးခဲ့ပါတယ်။တောက်ကြနေညမှာတော့ American ဗဟိုစစ်ဌာနချုပ်ကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဘာထုတ်ပြန်ခြင်းမှမရှိခဲ့ပါဘူး။14ညမြောက်မှာတော့တိုက်ခိုက်မှုတွေရန်နာထားတာကတခုခုပျက်စီးသွားလို့မဟုတ်ပဲတမ်မလီလမ်းကြောင်းတွေပြန်ပွင့်လာလို့အခြေအနေကိုစောင့်ကြည့်နေတာဖြစ်တယ်လို့ဆိုပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့ကျွန်တော်တို့သူတို့နဲ့စကားပြောနေပါတယ်။သူတို့ဘက်ကလည်းပိုပြီးလေးလေးနက်နက်ရှိလာတယ်။ကျွန်တော်တို့ကတော့အသင့်အနေထားပါ။ဒါပေမဲ့အခုလောလောဆယ်တော့စကားပြောနေကြတာပါလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။အိမ်ဖြူတော်ကလည်းသမ္မတထရန့်ဟာတန်တမန်နီလန်နဲ့အမြဲဦးစားပေးပေမဲ့လည်းအီရန်ဘက်ကတော့အကြံဖတ်မှုတွေဆက်လုပ်နေမယ်ဆိုရင်တော့ရွေးချယ်စရာနီလန်အားလုံးရှိနေတယ်လို့ဆိုပါတယ်။အီရန်ရဲ့စီးပွားရေးကိုထိခိုက်စေတဲ့ပိတ်ဆို့မှုတွေနဲ့73ရက်စတိုက်ခိုက်မှုတွေကြောင့်အီရန်အနေနဲ့ညှိနှိုင်းမှုတွေလုပ်တာပိုကောင်းပါလိမ့်မယ်လို့အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူစတီဗန်ကပြောခဲ့တယ်လို့ပက်တဂိုစစ်ဌာနချုပ်ကလည်းဒါကိုထောက်ခံထားပါတယ်။အီရန်ဘက်ကတော့တိုက်ခိုက်မှုတွေခိတ္တရန်နာထားတာကိုအတီးပြူထားပေမဲ့လည်းသူတို့ဒုံးကြီးအန်ရီယေကတော့ရှိနေသေးပဲဖြစ်ပါတယ်။ဒါပေမဲ့တိုက်ခိုက်မှုတွေရန်နာထားချိန်မှာတော့အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကဆက်ပြီးရှိနေပါတယ်။အာရေဗီးယားပင်လယ်ထဲမှာအီရန်သင်္ဘောတွေကိုစစ်ဆေးတာတွေလမ်းကြောင်းလွှဲခိုင်းတာတွေလုပ်နေတဲ့အတွက်အီရန်အနေနဲ့ရေနံစီတစ်စီးတောင်အပြင်ကိုထုတ်လို့မရအောင်ဖြစ်နေတာပါ။ဒါသူတို့ကိုတော်တော်လေးစိုးရိမ်စေတဲ့အချက်လည်းဖြစ်ပါတယ်။
တကယ်တော့ B1B Lances ဘုံကျဲလေယာဉ်တွေဟာဒီစစ်ပွဲအတွက်ရည်ရွယ်ပြီးတိစောက်ထားတာပါသူကဘလို့လွတ်တယ်လဲဆိုတာကြည့်ရအောင်ပါအင်ဂျင်လေးလုံးတက်ဆင်ထားပြီးလေဟုန်စီးနိုင်စွာမြင်မာတဲ့ဒီလေယာဉ်ကို80ခုနှစ်နဲ့80ခုနှစ်တွေမှာဒီဇိုင်းထုတ်ခဲ့တာပါဆိုဖီရဲ့လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေကိုဖောက်ထွင်းပြီးအနေပြန်တမ်းမှုတွေနဲ့နျူကလ িয়ার လက်နက်တွေကိုပစ်လွတ်ဖို့ဖန်တီးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အချိန်တွေပြောင်းလဲလာတာနဲ့အမျှသူ့ရဲ့တာဝန်တွေကတော့ပြောင်းလဲသွားခဲ့ပါတယ်အခုဆိုရင်သူကအမေရိကန်လေတပ်မှာအသုံးဝင်ဆုံးတမတ်ရိုးကြဘုံကျဲလေယာဉ်ဖြစ်နေပါပြီအီရန်စစ်စင်ရင်မှာဒီလေယာဉ်ကဘာကြောင့်သူရဲကောင်းဖြစ်လာတယ်လဲဆိုတဲ့အချက်ကိုကြည့်မယ်ဆိုရင်တော့ Video Sprig လေယာဉ်ကတိကျလုံးနဲ့ခွဲစိတ်ထားတလက်လို့ပါအမေရိကန်မှာအဲ့ဒီလေယာဉ်19စီးပဲရှိပါတယ်ဒါပေမဲ့လေတပ်မှာ B1B လေယာဉ်45စီးရှိပြီးဒဇီးချင်းစီကပေါင်9500အလေးချိန်ရှိတဲ့တိကျသေးကြတဲ့လက်နက်တွေကိုတည်ဆောင်နိုင်ပါတယ်ဒါလက်ရှိမှာအများဆုံးတည်ဆောင်နိုင်တဲ့ပမာဏပါ Operation Epic Fury စတင်ခဲ့တဲ့နိုင်ပိုင်းအတွင်းမှာတင် Lances လေယာဉ်3စီးဟာ South Dakota က Elwood လေတပ်စခန်းကနေအမေရိကန်ပြည်မကြီးကနေပြည်မကြီးစီကိုတိုက်ပြန်တန်းခဲ့ပါတယ်။ Atlantic သမုဒ္ဒရာနဲ့မြေထဲပင်လယ်ကိုဖြတ်ပြီးတော့ပြစ်မှတ်စီကိုသွားခဲ့တယ်လို့အဲ့ဒီတုန်းကလန်ဒန်ကသူတို့ရဲ့လေတပ်စခန်းကိုသုံးဝင်မပေးသေးတာကြောင့်လေထဲမှာတွေစီးဖြစ်ပြီးအိမ်ပြန်လာခဲ့ရတာဖြစ်ပါတယ်။အမေရိကန်ဗဟိုစစ်ဌာနချုပ်ကတော့အီရန်ရဲ့ပဲထိန်တုံးကြီးစွမ်းရည်တွေကိုချေမှုန်းဖို့အတွက်အီရန်နိုင်ငံအတွင်းပိုင်းအထိ B1 ဘုံကျဲလေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ရှင်းရှင်းလင်းလင်းပဲထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အီရန်ရဲ့ drone တစ်စီးက Cyprus ကဗီဒိန်လေတပ်စခန်းကိုတိုက်ခိုက်ခဲ့တာကြောင့်ဗီဒိန်ဘက်ကသဘောထားပြောင်းသွားပြီး B1 လေယာဉ်အုပ်စုအတော်များများ Firefox စခန်းကိုပြောင်းရွှေ့ခဲ့ရပါတယ်။အီရန်ရဲ့ drone ကဗီဒိန်နဲ့နီနီကကရှိလာတော့မှသူတို့လည်းကြောက်သွားပြီးလေတပ်စခန်းတွေကိုအမြဲတမ်းဖွင့်ပေးဖို့အစီအစဉ်ရှိပါတယ်ဆိုပြီးဖြစ်သွားတာပါ။အခုအချိန်လေးကိုကြည့်မယ်ဆိုရင် B1 ဘုံကျဲလေယာဉ်ဟာ GBU 72လို့ခေါ်တဲ့အဆင့်မြင့်မြေရောက်ဖောက်ခွဲရေးဘုံတွေကိုသုံးဖို့အသင့်တော်ဆုံးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။တပိုင်းမှာပထမဆုံးအကြိမ်မြေဒီဘုံတွေကိုတိုက်ပွဲမှာသုံးခဲ့တာဖြစ်ပြီးဟော်မုတ်ရှီလက်ဂျာနာကအီရန်ရဲ့တင်မောဖြတ်ဒုံးကျည်တိုးလောင်ယုံတွေကိုတိုက်ခိုက်ရမှာ B1 ဒါမှမဟုတ် F-15E လေယာဉ်တွေကိုသုံးခဲ့တာဖြစ်နိုင်ပါတယ်။ A5K ဘုံဟာ Bluey 138 Bravo ထိပ်ဖူးနဲ့ GPS လမ်းညွှန်စနစ်တွေပါဝင်တဲ့ KMU 556 Jdan အမီးပိုင်းကိုပေါင်းစပ်ထားတာပါ။ပေါင်း4422ပေါင်လောက်အလေးချိန်ရှိတဲ့တမ်မလီကိုရိန်းနဲ့ဖြစ်ပါတယ်။အဲ့ဒီထဲမှာအစွမ်းထက်ရန်တွေပါဝင်ပြီးဒါတွေဟာအကြီးဆုံးမြေရောက်ဖောက်ခွဲရေးဘုံကြီးဖြစ်တဲ့ GBU 57နဲ့မှာသုံးတဲ့ရန်တွေနဲ့အမျိုးအစားတူတူပါ။ပြောမယ်ဆိုရင်တော့ A5K ဘုံကြီးကအမေရိကန်ရဲ့အကြီးဆုံးမြေရောက်ဖောက်ဘုံကြီးရဲ့ညီငယ်လေးတို့ပါဒါပေမဲ့လည်းတိုက်လေယာဉ်တွေမှာတည်ဆောင်လို့ရတဲ့အရွယ်အစားဖြစ်သွားတာပါဒါဟာဟောင်းနှံ့နေတဲ့ GBU 28နေရာမှာအစားတို့မှာဖြစ်ပြီးကုန်ကြစိတ်တက်နဲ့ထိရောက်မှုပိုရှိတယ်လို့လေတပ်ရဲ့အစီရင်ခံစာတွေကဖော်ပြထားပါတယ်ညပေါင်း3ညအတွင်းမှာပြစ်မှတ်300ကိုတိုက်ခိုက်ရတဲ့စစ်စင်ရေးမျိုးမှာဒါဟာအရေးကြီးတဲ့အချက်ပါဒါတွေမကသေးပဲ GBU 31 Vitra 3 ဘုံတွေကိုလည်းအီရန်နိုင်ငံအနှံ့အပြားမှာသုံးခဲ့ပါတယ် Fast Forward က B1 ဘုံကျဲလေယာဉ်တွေဟာမြေရောက်ကိုကဲမှုဌာနတွေနဲ့ဒုံးကျည်စခန်းတွေကိုတိုက်ခိုက်ရမှာဒီဘုံတွေကိုသုံးခဲ့တယ်ဆိုတာကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်နောက်တဲ့ထူးခြားချက်တစ်ခုကတော့ American လေတပ်မှာ GBU 72ဘုံကိုသုံးဝင်ရှိတဲ့လေယာဉ်က B1B Lances နဲ့ F-15E Strike Eagle နှစ်မျိုးတည်းပဲရှိတာပါဒါလည်းတကယ်ကိုထူးခြားတဲ့အခွင့်အရေးရတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်အီရန်ပြောရေးဆိုခွင့်ရှိသူကတော့ပြီးခဲ့တဲ့15ရက်အတွင်း American တိုက်လေယာဉ်နဲ့ရဟတ်ယာဉ်7စီးကိုပစ်ချနိုင်ခဲ့တယ်လို့ပြောနေပါတယ် drone တွေကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ Jordan ကအခြေစိုက်စခန်းတွေအပါအဝင်တခြားစခန်းတွေကိုလည်းတိုက်ခိုက်ခဲ့တာကြောင့်တိစုံသွားခဲ့ရတဲ့ American စစ်သည်တွေလည်းရှိခဲ့ပါတယ်အီရန်မှာဒေသတွင်းကစခန်းတွေကိုတိုက်ခိုက်နိုင်စွမ်းရှိသေးတယ်လို့သူတို့ရဲ့ပဲထိန်နှုံးကြီးတွေနဲ့ drone တွေအများစုကပစ်ချခံခဲ့ရပေမဲ့တချို့ကတော့ပြစ်မှတ်ကိုထိမှန်သွားတာမျိုးရှိတတ်ပါတယ်အများစုကပစ်ချခံရပေမဲ့လည်းတချို့ကတော့လွတ်ထွက်သွားတတ်တာမလို့ရန်သူရဲ့စွမ်းဆောင်ရည်ကိုတော့ short တွက်လို့မရပါဘူးကဲအခုတော့ကဘာတဝမ်းကအခြေအနေတွေကိုကြည့်အောင်ပါနေတိုးနဲ့ပတ်သက်တဲ့အခြေအနေတွေကတော်တော်လေးအခြေအနေတင်းမာလာပုံရပါတယ်တနင်္ဂနွေနေ့မနက်ပိုင်းမှာရိုမေးနီးယားပိုင်နယ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့အမည်မသိ drone တစ်စီးကိုရိုမေးနီးယား F-16 တိုက်လေယာဉ်တွေကပစ်ချလိုက်ပါတယ်ဒါဟာ3ရက်ဆက်တိုက်ပစ်ချတာလည်းဖြစ်ပါတယ်တကယ်တော့ရုရှားနဲ့ယူကရိန်းစစ်ပွဲဖြစ်နေတာ4နှစ်တာအတွင်းမှာရိုမေးနီးယားဟာတခါမှဒီလိုမျိုးပစ်ချတာမျိုးမလုပ်ခဲ့ဘူးပါဘူးအခုမှဘာကြောင့်ဒီလိုမျိုးဖြစ်ရတယ်လဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အီတလီလေတပ်က Eurofighter Typhoon လေယာဉ်တွေကအရင်ဆုံးတားဆီးဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲရိုမေးနီးယား F-16 တွေကမှဝေဟင်ကနေဝေဟင်ပစ်ဒုံးကျည်နဲ့အပြတ်သက်ချေမှုန်းနိုင်ခဲ့တာပါဒီ drone တွေဟာရှက်အမျိုးအစား drone တွေဖြစ်တယ်လို့လည်းရိုမေးနီးယားဘက်ကအတည်ပြုထားပါတယ်ဒီ drone ကိစ္စနဲ့ပတ်သက်ပြီးရုရှားဘက်ကတော့ဒါဟာသူတို့ဟာမဟုတ်ပါဘူးလို့ညင်းနေပေမဲ့အီရန်နဲ့တူတူဒီဇိုင်းထုတ်ထားတာမဟုတ်လားလို့မေးရင်တော့သူတို့ကမလုပ်တော့ပါဘူးလို့ပဲပြန်ပြောနေကြမှာပါယူကရိန်းသမ္မတဇလန်စကီကတော့ရုရှားဟာအီရန်ကိုဒုံးကျည်ပစ်မှတ်ရှာဖွေရေးနဲ့ထောက်လှမ်းရေးလုပ်ငန်းတွေမှာကူညီနေတယ်လို့ပြောပါတယ်ဒါလည်းသိတော့မထူးဆန်းပါဘူးအမေရိကန်ကိုအီရန်ဘက်ကအာရုံများနေစီမှာယူကရိန်းဘက်ကိုအာရုံမဆိုင်နိုင်မှာဖြစ်တယ်လို့အမေရိကန်ရဲ့ Patriot ဒုံးကျည်တွေကိုအီရန်ဘက်မှာအကုန်စင်သုံးပစ်စေချင်တာရုရှားရဲ့အစီအစဉ်ပါအီရန်ရဲ့အဓိကရည်မှန်းချက်ကတော့ရုရှားစီကနေရတဲ့နည်းပညာအသစ်တွေကိုသုံးပြီးအမေရိကန်စခန်းတွေကိုထိခိုက်ပျက်စီးအောင်လုပ်ဖို့ပါ
ဒီလိုလုံးနိုင်မှသာသူတို့အတွက်ဆွေးနွေးပွဲစပွဲဝိုင်းတွေမှာအသာစီးရနိုင်မယ်လို့ယူဆနေပါတယ်တကယ်တော့သူတို့ဘက်ကလည်းအတော်လေးအထိနာနေတာပါဒါပေမဲ့ American ဒုတိယသမ္မတ JD Vance ပြောသလိုပဲဆက်ယူပေါက်နေတဲ့လူတယောက်က drone အနေနဲ့ပောက်ကွဲစီတဲ့ပစ္စည်းတွေကိုတုံးပြီးကုန်တင်သင်္ဘောတွေကိုတိုက်ခိုက်ဖို့ဆိုတာတိတ်မခတ်ပါဘူးဒီလိုပျောက်ကြားနည်းနဲ့တိုက်ခိုက်တာကိုတားဆီးဖို့ကတကယ်ကိုခက်ခဲတဲ့ကိစ္စတစ်ခုပါ American အစိုးရအဖွဲ့အနေနဲ့အခုလိုမျိုးနီးပြူဟာမြောက်ခိတရန်နာပြီးအကဲဖြတ်နေတာဟာတကယ်ပဲသဘောတူညီချက်တစ်ခုရနိုင်မလားဒါမှမဟုတ်ဘုံကျဲတိုက်ခိုက်တဲ့စစ်စင်ရင်ကိုပြန်ဆဖို့လိုမလားဆိုတာကိုဆုံးဖြတ်ချက်ချဖို့ဖြစ်နိုင်ပါတယ်ကဲဒီတော့တင်တို့ရောဘယ်လိုထင်လဲဘုံကျဲတိုက်ခိုက်တာတွေကိုပြန်လုပ်ကမယ်ထင်လားဒါမှမဟုတ်ပဲအီရန်ဘက်ကဒီတစ်ခါတော့တကယ်လိုက်နာမယ်တရမန်ကြီးကထွက်ပေါက်တစ်ခုရှိလာမယ်လို့ထင်သလားတင်တို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်အောင်ဆွေးနွေးပြသွားလိုက်ပါအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်